တို့တွေ့ပြီးဖြစ်ကိုရှိကြိုက်ပါအဲ့တော့တွက်ပဲဆိုရင်ဒီချိန်တို့ကစားရမှာပေါ့စားတင်ငန်းစားဆိုတော့စားပြီးတော့ဖြစ်ကိုပြန်ချိန်ကြိုက်ပဲချိန်ကြိုက်တယ်ဆိုတော့စားကိန်းနဲ့စားလက်ကိုမြောက်အကျွင်းနဲ့ပေါင်းမယ်နော်โอเคအဲ့တော့68ဆိုတော့ဒီချိန်ကဒီမှာနမူနာတစ်ပုဒ်တွက်ပြနော်68အစားဘယ်လောက်လဲတာ68အစားလေးဒါတစ်စောင်းကြည့်တက်လို့ရကြည့်တက်လားတစ်စောင်းဒီလိုမျိုးကြည့်လို့ရအဲ့တော့ဒီချိန်တို့က68အစားလေးနော်အဲ့တော့ဒီချိန်တို့ကအမိုးလေးနဲ့တော့အမိုးလေးကိုဒါခဲတံနဲ့ဟိုဟာနဲ့ဆွဲပီတံလေးနဲ့ဆွဲနော်ဒီချိန်ကတော့ဒီမှာလက်နဲ့ပဲဆွဲလိုက်တော့နော်အဲ့တော့68မလေးအဲ့ဆို409ကိုဘယ်နှလီဝင်လို့ရလဲဆိုတော့4တက်လီ4 4နှစ်လီ8အဲ့တော့2ကိုအမိုးပေါ်မှာရေးမယ်ဒီမှာ8နှုတ်လိုက်တော့6ရဲ့8တော့ဘယ်လောက်ရလဲတာတဲ့အဲ့ဆိုဘယ်သူရှိလဲဆိုတော့ဒီမှာ8ရှိတယ်8ကိုဆွဲချရမယ်နော်တခါဆွဲကြပြီးသွားရင်တခါအလီပြန်ဝဲရမယ်4လီဆိုနော်8နားရအောင်ရင်18နားရအောင်ရမယ်4တက်လီ4ဆိုပါဦး4နဲ့8ဒီတော့ဆက်နဲ့4လီ4 5လီ20ဆိုတော့ဝင်လို့မရအောင်เนาะသူကငယ်ဝိုင်းအားဆိုရင်4လီ16ဆိုတော့ဒီရှယ်တို့ကအကျွေးရဘယ်လောက်ရအောင်လဲ8ထဲက6နှုတ်ရင်ဘယ်လောက်ရအောင်လဲ